ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့တဘာဝလက်ဆောင်အစီအစဉ်မှာတော့အာတာလို့နဲ့တင်ကြမိုင်းအကြောင်းကိုနှက်ဆက်ပေးမှာပါအာတာလို့ဦးလေးကပြုတ်ပြီးတော့စီလေးနဲ့စားလေးနဲ့စားရတာကအရသာစိတ်စိတ်လေးရဲ့မြမအစားအစာတွေထဲမှာနေရာတနေရာယူထားတဲ့အာတာလို့ကဆေးဘက်ဝင်နေလို့လေလူကြီးတွေကပြောပူပါတယ်အာတာလို့မှာပါဝင်တဲ့အာဟာရဓာတ်တွေနဲ့ဆေးဘက်ဝင်အာနိသင်တွေကိုသိပ္ပံပညာလေ့လာမှုအထောက်အထားတွေနဲ့လည်းတွေ့ရှိထားပါတယ်အာတာလို့မှာကကာဘိုဟိုက်ဒရိတ်ဗီတာမင် B တွေအပြင်ကက်ဆီယမ်ပိုတက်ဆီယမ်မက်ဂနီဆီယမ်ဆိုဒီယမ်ဖော့စဖရက်တို့လိုမျိုးသတ္တုဓာတ်တွေကကျယ်ဝပါတယ်အမြင့်ဓာတ်နဲ့ပရိုတင်းဓာတ်တွေလည်းပါဝင်တဲ့အတွက်အာဟာရအတော်ကိုပြည့်စုံပါတယ်ဆေးဘက်ဝင်အကျိုးကျေးဇူးတွေကဘာတွေလဲအစာကိုကြည့်ပါတယ်အစာစစ်စနစ်မှာအမြင့်ဓာတ်ကအရေးပါဆုံးထဲမှာပါဝင်ပါတယ်အမြင့်ဓာတ်ကဦးလန်းချောင်းထဲမှာအစာတွေရွေ့လျားမှုကိုကောင်းမွန်စေပြီးတော့အာဟာရဓာတ်တွေစုပ်ယူနိုင်အောင်ကိုနှိုးဆော်ပေးပါတယ်သူကဝမ်းချုပ်တာဝမ်းလျှော့တာတွေကိုပျောက်ကင်းစေပြီးတော့သွေးတွင်းတကြားဓာတ်ကိုလည်းထိန်းညှိပေးပါတယ်အမြင့်ဓာတ်ကြောင့်ပိုရှန်နေတဲ့ကိုလက်စထရောတွေကိုရှင်းလင်းပေးပြီးတော့နှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန်စေပါတယ်နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ပိုတက်ဆီယမ်ပါဝင်မှုပမာဏများတဲ့အတွက်နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုအကာအကွယ်ဖြစ်စေပါတယ်။ပိုတက်ဆီယမ်ကနှလုံးသွေးလွှတ်ကြောတွေနဲ့သွေးပြန်ကြောတွေကိုပြေလျှော့စေပြီးတော့သွေးဖိအားကိုကျစေပါတယ်။နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ကိုလည်းလျော့နေစေပါတယ်။သတိသားအတွက်လည်းကောင်းပါတယ်။ဖော်လိတ်ဓာတ်ပါဝင်မှုများတဲ့အတွက်ကိုဝင်ဆောင်နေစားရင်ကမွေးလာမယ့်ကလေးမှာချုပ်ရင်ချက်ပါလာနိုင်ခြေကနည်းစေပါတယ်။ဖော်လိတ်ဓာတ်က DNA ဖြစ်တည်မှုနဲ့ cell ကျန်းမာရေးတွေမှာအရေးကြီးတဲ့ဓာတ်ဖြစ်ပြီးတော့ဖွံ့ဖြိုးမှုကိုလည်းမြင့်တင်ပေးပါတယ်။ကြီးထွားဖွံ့ဖြိုးမှုကိုလည်းအားပေးပါတယ်။အာတာလို့ဥမာကပရိုတင်းကထိုက်တန်တဲ့လောက်ပါရှိပါတယ်။အသားကရတဲ့ပရိုတင်းတွေထက်အသီးအနှံတစ်ဦးတစ်ပူကရတဲ့ပရိုတင်းကိုခန္ဓာကိုယ်ကစုပ်ယူချက်လုပ်ရတာကပိုလွယ်တာမို့လို့ပို့ပြီးတော့အဆင်ပြေပါတယ်။ဒါကြောင့်ဒီလိုပရိုတင်းမျိုးစားပေးခြင်းဖြင့်ကျန်းမာတဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုရနိုင်ပါပါ။ကိုလေးချင်းကိုကြားစီပါတယ်။အာလူပီလောပီနန်တို့လိုအခြားဥတွေထက်ကယ်လိုရီနည်းတဲ့အာတာလို့ကဓာတ်ရက်လုပ်တဲ့နေရာမှာပို့ပြီးတော့တင့်တော်ပါတယ်။အာဟာရဓာတ်တွေနဲ့အမြင့်တက်ပါတဲ့အာတာလို့ကိုတွဲစားရင်ပဲဝိချအစားလျှော့တဲ့အစီအစဉ်မှာပို့ပြီးတော့အကျိုးထူနိုင်ပါတယ်။အစာပြေအနေနဲ့လည်းစားပေးလို့ရပါတယ်။စီလန်ကြောင်းပိုးဝင်ခြင်းကိုလည်းကုသပေးပါတယ်။အာတာလို့ရဲ့ဆေးဘက်ဝင်အာနိသင်ကြောင့်စီးရင်ပိုးဝင်ခြင်းနဲ့စီလန်ကြောင်းပိုးဝင်ခြင်းကိုကုသပေးနိုင်ပါတယ်။စီလန်ကြောင်းပိုးဝင်ခြင်းဖြင့်မကြာခဏဖြစ်တဲ့အမျိုးသမီးတွေကအာတာလို့အုပ်ကိုစားပေးတတ်ပါတယ်။ကိုခံအားကိုမြင့်စေပါတယ်အာတာလို့မှာပါတဲ့တထုဓာတ်တွေကအားနေတာနွမ်းနေတာအုံနောက်ညံရည်ဆိုင်ရာပြဿနာတွေကိုတွန်းလှန်ရမှာအများဆုံးအကျိုးပြုပါတယ်ကိုရင်းအင်္ဂါစနစ်တွေအတွင်းမှာအောက်ဆီဂျင်ကိုပုံပိုကောင်းမွန်စေပြီးတော့ခွန်အားလည်းမြင့်တက်စေပါတယ်ဇီဝကမ္မဖြစ်စဉ်ကိုပို့ပြီးတော့ကောင်းစေပါတယ်ဗီတာမင် B ပါဝင်မှုမြင့်မားတဲ့အတွက်အင်ဇိုင်းနဲ့ဇီဝကမ္မဖြစ်စဉ်အတွက်အရေးပါလာပါတယ်ဗီတာမင် B အုပ်စုဟာဟော်မုန်းတွေကအစားနှလုံးခုန်နှုန်းအထိပါခန္ဓာကိုယ်အနှံ့လှုပ်ဆောင်ချက်ဖြစ်စဉ်တွေကိုထိန်းညှိရမှာအရန်ကိုအရေးပါတာဖြစ်ပါတယ်ကယ်လ်ဆီယမ်ကျဝါတာကြောင့်လည်းခန္ဓာကိုယ်ရဲ့အက်ကလိုင်းအက်ဆစ်ထိန်းညှိမှုအတွက်အရေးပါပါတယ်။အခုဆိုလို့ရှိရင်တော့အာတာလို့ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကိုသိရှိသွားပြီလို့ထင်ပါတယ်။ဒါဆိုလို့ရှိရင်အာတာလို့ကိုစားပြီးတော့စောစောရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးအားလုံးကိုရရှိနိုင်ပါစေလို့လည်းမျှော်လင့်ပါတယ်။ဒီရှိအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။